မိတ်ဆွေစပွဲတစ်ခုပေါ်မှာအလွန်ဖြူစင်တန့်ရှင်းတဲ့နွားနို့တစ်ခွက်ရှိနေတယ်ဆိုပါစို့အဲ့ဒီနွားနို့ဟာတောက်သုံးသူကိုကျန်းမာစေတယ်အားအင်ဖြစ်စေတယ်ဒါပေမဲ့အဲ့ဒီနွားနို့ခွက်ထဲကိုပြင်းထန်တဲ့အစိတ်တစ်စက်လောက်ပဲထည့်လိုက်မယ်ဆိုရင်ရောသင်ဘလို့လုပ်မလဲနွားနို့ခွက်ဒီတစ်ခွက်လုံးနဲ့စာရင်အစိတ်ကတစ်စက်ထဲမို့လို့ဘာမှမဖြစ်ပါဘူးဆိုပြီးသင်တောက်ဝမ်းပါသလားသိကြတာကတော့အဲ့ဒီနွားနို့တစ်ခွက်လုံးဟာတောက်သုံးလို့မရတော့ပဲသင်ရဲ့အသက်အန္တရာယ်ကိုတောင်ပေးနိုင်တဲ့အစိတ်ခွက်ကြီးဖြစ်သွားပါပြီမိတ်ဆွေကျွန်တော်တို့ရဲ့ဘဝဟာလည်းအဲ့ဒီနွားနို့ခွက်လေးလိုပါပဲသင်ရဲ့ပျော်ရွှင်မှုတွေသင်ရဲ့ရည်မှန်းချက်တွေနဲ့သင်ရဲ့စိတ်အေးချမ်းမှုတွေဟာဖြူစင်တဲ့နွားနို့တွေပေါ့ဒါပေမဲ့သင်ဘဝတွေကိုစိတ်သက်တွေအမြဲတမ်းဖုတ်ခတ်တတ်တဲ့အဆိုးမြင်ဝါဒတွေပဲအမြဲဖြန့်ဝေနေရဲ့အစိတ်ရှိသောလူများတစ်ယောက်စနှစ်ယောက်စဝင်လာပြီးဆိုရင်တော့သင်ရဲ့ဘဝတစ်ခုလုံးဟာပူလောင်ညစ်နွမ်းသွားရပါတော့တယ်ကျွန်တော်တို့ဓမ္မအတွေး channel ကနေနှွေးထွေးစွာကြိုးစိုးလိုက်ပါတယ်ဓမ္မအတွေ့လမ်းညမှာဖေးရန်ကင်းဝေးစိတ်ချမ်းသာဓမ္မအတွေ့ channel ကနာစင်သူတိုင်းကိုစိတ်ချမ်းသာလောကမှာလူအမျိုးမျိုးရှိပါတယ်အချို့ကတွေးလိုက်တာနဲ့စိတ်ချမ်းသာစေတယ်ခွန်အားဖြစ်စေတယ်အချို့ကတော့တွေးလိုက်ယုံနေတဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအင်းတွေဟာဘာအကြောင်းပြချက်မှမရှိဘဲစုပ်ယုတ်သွားတတ်ပါတယ်ဒါကိုပညာရှိတွေကစိတ်ဆွမ်းအင်းစုပ်ယူသူများလို့တင်စားကြပါတယ်သူတို့ဟာတင့်ကိုထိလက်ရောက်ရိုက်နှံမှာမဟုတ်ဘူးတင့်ရဲ့ပစ္စည်းတွေကိုခိုးယူမှာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့စကားလုံးတွေသူတို့ရဲ့အပြုအမူတွေနဲ့တင့်ရဲ့စိတ်ဓာတ်ကိုအစိတ်ခတ်ပြီးတင့်ဘဝရဲ့တောက်ပမှုတွေကိုတဖြည်းဖြည်းမေးမိန်သွားအောင်လှုပ်ဆောင်တတ်ကြပါတယ်မြတ်စွာဘုရားရှင်ကမင်္ဂလာတုတ်တော်ရဲ့ပထမဆုံးသောမင်္ဂလာတရားထိအတေဝနာစဘာလာနံလို့ဟောကြားတော်မူခဲ့ပါတယ်လူမိုက်ကိုမပေါင်းသင်းတယ်လို့ဆိုတဲ့နေရာမှာခိုးဆိုးလူရက်နေတဲ့လူမိုက်တွေကိုတင်ဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ဓာတ်ကိုအမြဲတမ်းပူလောင်အောင်လုပ်သူတစ်ပါးအောင်မြင်ရင်မနာလိုဖြစ်သူကိုယ့်ရဲ့ကောင်းကွက်ကိုမမြင်ပဲအဖြစ်ကိုသာရှာဖွေနေသူတွေဟာလည်းအစိတ်ရှိသောလူမိုက်တွေပဲဖြစ်ပါတယ်အစိတ်ပင်ကိုရေလောင်းရင်ပိုပြီးအစိတ်ပြင်းတဲ့အသီးတွေပဲတီးလာသလိုအစိတ်ရှိတဲ့လူတွေကိုအနားမှာထားရှိခြင်းဟာကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုအစိတ်ပင်တွေနဲ့ဖုံးလွှားစေတာဖြစ်ပါတယ်မိတ်ဆွေအစိတ်ရှိတဲ့လူတွေကိုခွဲခြားရတာဟာအမြဲတမ်းတော့မလွယ်ပါဘူးသူတို့ဟာတခါတလေမှာအချိုးသားဆုံးစကားလုံးတွေအရင်းနှီးဆုံးမျက်ဖုံးတွေနဲ့တင့်ဘေးနားမှာရှိနေတတ်ကြလို့ပါတင့်ဘဝရဲ့ပျော်ရွှင်မှုဥယျာဉ်ကိုဖျက်ဆီးနေတဲ့အစိတ်ရှိသောလူအမျိုးအစား၈မျိုးကိုအခုလိုသတိပြုကြည့်နိုင်ပါတယ်နံပါတ်1အမြဲတမ်းညီးတွမ်းနေသူများဖြစ်ပါတယ်သူတို့ရဲ့လောကကြီးမှာအကောင်းဆိုတာတစ်ခုမှမရှိပါဘူးမိုးရွာရင်လည်းအဖြစ်တင်မယ်နေပူရင်လည်းညီးတွမ်းမယ်သူတို့နဲ့စကားပြောလိုက်တိုင်းမှာတင့်ရဲ့စိတ်ထဲမှာလောကကြီးဟာအယမ်းကိုစိတ်ပျက်စရာကောင်းနေတယ်လို့မျိုးခံစားရအောင်လှုပ်ဆောင်တတ်ကြပါတယ်သူတို့ဟာအဆိုးမြင်ဝါဒတွေကိုတစ်ဖက်လူစီကူးဆက်တဲ့အစိတ်ပင်တွေပါပဲနံပါတ်2မိမိကိုယ်ကိုယ်သာပဟေတို့ပြုသူများဖြစ်ပါတယ်သူတို့ကတော့တင့်ရဲ့အကြောင်းကိုတခွန်းမှမမေးပဲသူတို့ရဲ့အကြောင်းတွေကိုပဲနာယီပေါင်းများစွာပြောနေတတ်ကြတယ်တင့်ရဲ့ခံစားချက်တင့်ရဲ့အခက်အခဲတွေကိုသူတို့လုံးဝဂရုမစိုက်ပါဘူးတင်ဟာသူတို့အတွက်တော့သူတို့ရဲ့စိတ်အမိုက်တွေကိုလာဖြစ်စရာအမိုက်ပုံးတစ်ခုလိုမျိုးပဲသဘောထားကြတာထည့်ပါတယ်နံပါတ်3အမြဲတမ်းဝေဖန်ကဲ့ရဲ့နေသူများထည့်ပါတယ်မိတ်ဆွေစစ်ဆိုတာအမားကိုထောက်ပြတတ်ပေမဲ့အစိတ်ရှိသူကတော့ဘေးအရာကိုမဆိုအဖြစ်ရှာတတ်ပါတယ်တင်ဝတ်တဲ့အဝတ်အစားတင်လုတ်တဲ့အလုပ်တင်းရဲ့ရည်မှန်းချက်တွေကိုအမြဲတမ်းတေးတင်သွားအောင်စကားလုံးတွေနဲ့တိုက်ခိုက်တတ်ကြပါတယ်သူတို့ဟာတင်းရဲ့ယုံကြည်မှုကိုဖျက်ဆီးတဲ့အစိတ်တွေပါပဲနံပါတ်4ပြဿနာကိုမရှိအောင်ဖန်တီးသူများဖြစ်ပါတယ်သူတို့ရှိတဲ့နေရာမှာအေးချမ်းဆိုတာမရှိပါဘူးလူအချင်းချင်းကြားမှာကုန်းချောတာ
အတင်းအဖျင်းပြောတာတွေနဲ့မလိုအပ်တဲ့ဒရာမာတွေကိုအမြဲတမ်းဖန်တီးတတ်ကြပါတယ်သူတို့နားမှာနေရတာဟာမုန်တိုင်းထဲရောက်နေသလိုမျိုးတင့်ကိုအမြဲတမ်းစိတ်ပင်ပန်းစေမှာထက်ပါတယ်နံပါတ်5မနာလိုဝင်းထိုးတတ်သူများဖြစ်ပါတယ်တင့်မှာသတင်းကောင်းတစ်ခုခုရှိလို့သွားပြောလိုက်ရင်သူတို့ကဝမ်းသာပေးမယ်အစားဒါကဘာဆန်းလို့လဲဆိုတဲ့ပုံစံမျိုးနဲ့တင့်ရဲ့ပျော်ရွှင်မှုကိုတပ်ပစ်တတ်ကြပါတယ်တင့်လဲကျရင်ဝမ်းသာပြီးတင့်အောင်မြင်ရင်မခံမရနိုင်ဖြစ်နေသူတွေဟာအပြင်းထန်ဆုံးအစိတ်ရှိသူတွေဖြစ်ပါတယ်နံပါတ်6ကျိုးကွိုင်ချဲလွိုင်းများဖြစ်ပါတယ်သူတို့ကတင့်ကိုသူတို့ဖြစ်စေခြင်းတလို့မျိုးအတင်းအကြဖြစ်အောင်လှုပ်ဆောင်တတ်ကြပါတယ်အားနာတတ်တဲ့တင့်ရဲ့စိတ်ကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့အကျိုးစီးပွားအတွက်တင့်ကိုအသုံးချနေသူတွေဖြစ်ပါတယ်နံပါတ်9အမြဲတမ်းသားကောင်းအဖြစ်ဟန်ဆောင်သူများဖြစ်ပါတယ်သူတို့ဟာဘယ်တော့မှအမှားမလုပ်ပါဘူးပြဿနာတစ်ခုခုဖြစ်ရင်တစ်ဖက်လူကြောင့်ပတ်ဝန်းကျင်ကြောင့်လိုပဲအမြဲအဖြစ်ပုံချတတ်ကြပါတယ်သူတို့ဟာတနာစရာကောင်းတယ်လို့ဟန်ဆောင်ပြီးတင့်စီကမေတ္တာနဲ့အကူအညီတွေကိုအမြဲတမ်းစုပ်ယူနေကြတာဖြစ်ပါတယ်မိတ်ဆွေဒီလူတွေဟာတင့်ဘဝထဲမှာပေါင်းပင်တွေလိုပါပဲပေါင်းပင်ကိုမနှုတ်ပဲထားရင်တင့်ရဲ့အဖိုးတန်နဲ့စိုက်ပျိုးပင်တွေညှိုးနွမ်းသွားမှသိကြပါတယ်ဒါကြောင့်တင့်ပတ်ဝန်းကျင်မှာဒီလိုလူတွေရှိနေပြီဆိုရင်တော့တင့်ဟာတတိကြီးကြီးထားရတော့မယ့်အချိန်ကိုရောက်နေပြီဖြစ်ပါတယ်မိတ်ဆွေအစိတ်ရှိတဲ့လူတွေကိုသိမြင်လာပြီဆိုရင်အရေးကြီးဆုံးကသူတို့ရဲ့အစိတ်တွေကိုယ်စီမကူးဆက်အောင်ဘလို့ကားကွယ်မလဲဆိုတာပါရွေနုံထဲမှာပေါက်ပေးမဲ့ရွေနုံမပေးချမ်းပဲလှပစွာပွင့်ထွန်းတဲ့ကြာပန်းလိုမျိုးကျွန်တော်တို့ရှင်းတန်းရပါမယ်အစိတ်ရှိသူတွေကိုယဉ်ဆိုင်ဖို့ဓမ္မလက်နက်၃ခုကိုအခုလိုယူဆောင်နိုင်ပါတယ်ပထမဆုံးလက်နက်ကစီးချမ်းချင်းဆိုတဲ့လက်နက်ပါအိမ်တစ်ခုမှာခြံစည်းရိုးခိုင်မာမှရှိမှတခိုးတွေတားရည်တွေမဝင်နိုင်သလိုပဲတင့်ရဲ့စိတ်ထားမှလည်းစီးရိုးတစ်ခုရှိရပါမယ်အစိတ်ရှိသူတွေနဲ့ပတ်သက်ရင်အသက်နိုင်ဆုံးဝေးဝေးကရှောင်ပါလူမိုးရေးရာဆက်ဆံရမယ်ဆိုရင်တော့စကားကိုလိုရင်းထက်ပိုမပြောပါနဲ့တင့်ရဲ့လွတ်ရွက်ချက်တွေတင့်ရဲ့ခံစားချက်တွေကိုသူတို့စီမှာမချပြပါနဲ့ညင်းတင်တဲ့နေရာမှာပြက်ပြက်သားသားညင်းဆိုတတ်ဖို့ဟင့်အင်းဆိုရဲ့စကားလုံးလေးကိုလေ့ကျင့်ထားပါဒုတိယလက်နက်ကတော့ဥပိ္ပခတရားဖြစ်ပါတယ်လောကမှာကိုမပြောင်းလဲနိုင်တဲ့အရာတွေအများကြီးရှိပါတယ်တစ်ဖက်လူရဲ့စိတ်နေထားဟာကိုပြောင်းလဲပေးရတဲ့အရာမဟုတ်ပါဘူးသူတို့ဘလောက်ပဲအစိုးမြင်မြင်ဘလောက်ပဲကဲ့ရဲ့ရှုပ်ချပါစေဒါဟာသူတို့ရဲ့ကံသူတို့ရဲ့စိတ်ထားပဲလို့နှလုံးသွင်းပြီးလွှတ်ချလိုက်ပါခွေးဟောင်တိုင်းလှဲ့ကြည့်ရင်ခရီးဖင်တတ်ပါတယ်တင့်ရဲ့ပန်းတိုင်စီကိုပဲအာယုံစိုက်ပြီးသူတို့ရဲ့စကားလုံးတွေကိုလေထဲမှာပဲပျောက်ကွယ်သွားပါစေတတိယလက်နက်ကတော့တတိနဲ့မေတ္တာဖြစ်ပါတယ်သူတို့နဲ့တွေ့တဲ့အခါကိုယ့်ရဲ့စိတ်မှာဒေါသဖြစ်မလာအောင်တတိနဲ့စောင့်ကြည့်ပါသူတို့ကအပူတွေပေးလာရင်ကိုယ့်ဘက်ကမေတ္တာအီးနဲ့တုံ့ပြန်ပါအော်သူတို့လည်းရင်ထဲမှာပူလောင်နေလို့ဒီလိုလေးပြောနေရှာတာပဲလို့တနာကြပြီးမေတ္တာပို့ပေးလိုက်ပါဒါဟာသူတို့ကိုခွင့်လွှတ်တာတင်မကကိုယ့်ရဲ့စိတ်ကိုအစိတ်မတက်အောင်စေးကူတလိုက်တာလည်းဖြစ်ပါတယ်ဒါပေမဲ့မေတ္တာပို့တယ်ဆိုတာအနားမှာနေထိုင်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဝေးဝေးကပဲမေတ္တာပို့ပြီးကိုယ့်ဘဝကိုအေးချမ်းစွာတည်ဆောက်ပါမိတ်ဆွေချင်းတိဟာတိုးရီရဲ့ဝေဖန်မှုကိုဘယ်တော့မှအရေးမစိုက်ပါဘူးသင်ဟာတင့်ဘဝရဲ့ချင်းတစ်ဖြစ်ပါတယ်အဖိုးတန်လာတဲ့တင့်ရဲ့အချိန်တွေတင့်ရဲ့စိတ်အင်အားတွေကိုအစိတ်ရှိတဲ့လူတွေအတွက်အလဟထအကုန်မခံပါနဲ့တင့်ကိုတန်ဖိုးထားသူတွေတင့်ကိုခွန်အားပေးသူတွေနဲ့သာအချိန်ကုန်ဆုံးပါဖြူစင်နဲ့နွားနို့တွေကိုအစိတ်မဝင်အောင်ကာကွယ်သလိုပဲတင့်ရဲ့စိတ်နှလုံးတွေကိုလည်းအစိတ်တွေမဝင်အောင်တတိနဲ့စောင့်ရှောက်ပါဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတင့်ဘဝမှာတွေ့ဆုံနေရတဲ့အခက်အခဲတွေအတွက်လမ်းပြအလင်းတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဘဟုတုတရာဆရာဓမ္မအတွေ့တွေနဲ့ဘဝသင်ခန်းစာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ဓမ္မအတွေ့ channel ကိုအမြဲအားပေးနေတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲ
အစိတ်ရှိသောလူများနဲ့ကင်းဝေးပြီးရွေးနွန်းတွေကကြာပန်းကဲ့သို့လှပအေးချမ်းစွာရှင်သန်နိုင်ကြပါစေကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ